ဒီဗီဒီယိုဟာဗီယက်နာနိုင်ငံကဓာတ်ဆီဆိုင်တစ်ခုမှာ2025စက်တင်ဘာ20ရက်နေ့ကဖြစ်ပွားခဲ့တဲ့တကယ့်အဖြစ်အပျက်မှာပုံမှန်အလုပ်လုပ်နေတဲ့ဝန်ထမ်းလေးတဦးဟာရုတ်တရက်ဆိုသလိုတေမင်းလေးရင်ဆိုင်ခဲ့ရပါတယ်။မနက်9:40မိနစ်9စက္ကန့်အချိန်မှာကားကဓာတ်ဆီပန်တိုင်ကိုဝင်တိုက်လိုက်တဲ့ဘုံခနေဆိုရဲ့အတန်နဲ့အတူဝန်ထမ်းလေးရဲ့ကံကြမ္မာဟာရပ်တန့်သွားခဲ့ပါတယ်။သူဟာချက်ချင်းဆိုသလိုအေးဆက်တဲ့ကားတန်ထဲကြီးနဲ့မာကျောတဲ့ဓာတ်ဆီပန်တိုင်ရတမ်းမနီကိုထဲကြားမှာပြညတ်သွားခဲ့ရပါတယ်။သူ့ရဲ့အသက်ရှူလမ်းကြောင်းဟာပင်ချင်းမြောင်းသွားတဲ့အောင်ခံစားရမှာပါဘလို့မှရုန်းကန်လို့မရတော့ပဲတင်မင်းရဲ့တန်လက်သေးချတဲ့ပိတ်မိနေကြတာပါပဲ9:40မိနစ်9စက္ကန့်အချိန်မှာဓာတ်ဆီယိုစိမ့်မှုကြောင့်မီးထောင်မြန်စတင်ထွက်ပေါ်လာပါတယ်ဝန်တန်းလေးရဲ့ကိုယ်ပေါ်ကိုစီရီစီးကြောက်နေပြီးမီးထဲမှာပြာကျတော့မယ့်အခြေအနေပါညက်မိနေတဲ့သူ့ရဲ့ခန္ဓာကိုယ်ဟာအသက်မရှူနိုင်တော့အောင်ဖိမိနေပြီးဒီနေတာဟာဓာတ်ဆီပန့်တိုင်ချစ်တာကြောင့်သူဘလောက်အသက်အန္တရာယ်ကြီးရဲ့အခြေအနေမှာရှိနေလဲဆိုတာကိုချက်ချင်းသိနိုင်ပါတယ်လူတိုင်းအသက်ရှူရက်သွားစီမဲ့ဒီအချိန်မှာသူဟာတင်မင်းရဲ့လက်ဝါးထဲကနေကတ်တူးလေးယုံထွက်နိုင်ခဲ့ပါတယ်ညှမ်းမိတဲ့နေရာကနေဘယ်လိုယုံထွက်လိုက်တယ်လဲဆိုတာမယုံနိုင်လောက်အောင်ရှေ့ရပါတယ်သူဟာမီးလောင်ကျွမ်းမှုရဲ့ဘဟောချက်ဖြစ်တဲ့ဓာတ်ဆီပန့်တိုင်ဘေးကနေတလက်မှနှစ်လက်မှလောက်ကတ်ပြီးလွတ်မြောက်လာခဲ့ပါတယ်ဝန်သားလေးညှက်မိနေတာကိုမြင်ပြီးစိတ်ပူနေတဲ့အချိန်မှာပဲသူမီးထဲကနေဘေးကင်းရာကိုအပူမခံရပဲထွက်ပြေးနိုင်ခဲ့တဲ့မြင်ကွင်းဟာတကယ်ကိုအံ့ဩခံလွတ်မြောက်မှုဖြစ်ပါတယ်စီစဉ်လေးကိုဒီမှာပဲရပ်ခွင့်ပြုပါခင်ဗျာနောက်စီစဉ်တွေမှာပြန်တွေ့ကြရအောင်ကျွန်တော်ရဲ့တင်ပြမှုလေးကိုကြိုက်နေတဲ့ဆိုရင် like share subscribe တွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ